အားလုံးပဲမင်္ဂလာပါလေကျွန်တော်ဒီကနေ့မှာ18ရက်အောက်တိုဘာလပေါ့နော်ဒီကနေ့မှာဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းလေးအတွင်းမှာကွယ်လွန်သွားပြီဖြစ်တဲ့ဒီကားရတဲ့ဆရာကြီးတီးဆရာဦးတော်ဒီဝေအမတ်တရားအနေနဲ့သူရေးပြီးခဲ့တဲ့တခြင်းလေးတစ်ပုဒ်ပေါ့နော်အဲ့တခြင်းလေးတစ်ပုဒ်ကိုကျွန်တော် bass guitar လေးတီးပြမယ်ပြီးတော့ tutorial တစ်ပုဒ်အနည်းငယ်ရှင်းပြမယ်အဲ့ဒီလိုရှင်းပြတဲ့အခါမှာနှစ်ပိုင်းလေးရှိတယ်ဗျကျွန်တော်တို့က Facebook မှာ Facebook က friend တွေတွေ့နေခြင်း Facebook မှာတင်မယ် TikTok လေးလည်းတင်မယ်ပေါ့ဒါပေမဲ့ TikTok တင်ပြဿနာမရှိဘူးပဲ Facebook တင်တဲ့အခါကျရင်တပုံလုံးကိုတစ်ချင်းအတန်ကိုဖွင့်ပြီးတီးမှဖြစ်တဲ့အတွက်ကြောင့်မို့ဖွင့်ပြီးတီးတဲ့အခါမှာ copyright ညှိတယ်ဆိုပြီးတော့ Facebook ကအတန်တွေကိုဖြောက်ပြစ်လိရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းခဏခဏကြုံရတဲ့အတွက်ကြောင့်မို့ကျွန်တော်တပုံလုံးတော့မတီးတော့နှစ်ဖြတ်ဖြတ်ပြီးတော့တီးမယ်ဒီနေ့ပထမပိုင်းအနေနဲ့တဝက်ဖြတ်တီးမယ်နောက်တစ်နေ့တဝက်ဖြတ်တီးမယ်အဲ့တော့ကျွန်တော်တီးပြီးမဲ့တခြင်းလေးကတော့ဟိုဆရာဦးတော်ဝေတော်ဒီဝေရေးထားတဲ့တခြင်းထဲမှာထင်ကြီးဖြစ်တဲ့အဆိုတော်၄ view ကိုရေးပြီးထားတဲ့အိမ်မက်မိရထားဆိုတဲ့တော်တော်လေးကြာခဲ့ပြီဖြစ်တဲ့တခြင်းလေးတစ်ပုဒ်ကိုကျွန်တော်တီးမယ်အရင်တီးလိုက်မယ်နော်星空下爱看到ဟုတ်ကဲ့ကျွန်တော်အခုတပိုင်းပြီးလိုက်တာပေါ့နော်ဒီမှာအနေနဲ့ရှင်းပြပေးပါမယ်ကျွန်တော်ရှင်းပြပေးမယ်ဆိုတော့အပွင့်လင်းဆုံးပြောမှဆိုရင်ခုနကပဲကျွန်တော်အဲ့ဒီချင်းကိုနှုတ်ရေးလိုက်တာဒီအမတ်တရားလေးဖြစ်အောင်ဆရာကြီးတော်ဒီဝေတီးရတဲ့မှာ bit ကိုဝါသနာပါတဲ့လူတွေအတွက်နည်းနည်းပို့ပြီးတော့edit ဖြစ်ပြီးတော့နားထောင်လို့လေ့ကျင့်လို့ခက်ခဲပဲဗျာစိတ်ဝင်စားဖို့လည်းကောင်းမယ်ဆိုတဲ့တခြင်းလေးကိုရှာလိုက်တဲ့အချိန်မှာအဲ့ဒီအိမ်မက်မီတာဆိုတဲ့တခြင်းလေးကိုတွားတွေ့တာပေါ့နော်အဲ့ဒါတွက်ဖောင်လေးတွေကကျွန်တော်ကဒီမှာ E နဲ့ပဲမိထားတာပေါ့နော် E နဲ့ပဲလာတူတူအဲ့တော့ E ရတူဒူရေမီအဲ့ဒီလိုပေါ့နော်ဖာဆူလာမလာတီတူလာတီတူကျွန်တော်ဟိုလုံးနဲ့ပဲတီးရတဲ့ကြောင့်အတန်လေးတော့နည်းနည်းတိုးမယ်ပေါ့နော်ကျွန်တော် black try မထားဘူးလာတီတူရီပီပါဆိုလာအဆိုပါမီရေတူတီလာအဲ့ဒီဖောင်လေးကို main ယူပြီးတော့ဒီမှာအဲ့တော့လာတူစီမီကွေပါပဲလေးလုံးမယ်လာတူပြန်တယ်ပါမီလာအဲ့ဖောင်လေးအတိုင်းလေးပဲသွားမှာနောက်ခါကျလည်းမီဆူဒူဒီမီအဲ့မှာတစ်ချက်ရှိတယ်မီ theory ရဆိုရင်တော့မီဟိုမှာကျွန်တော် theory ရဆိုရင်လာတော့ရင်ပူတောင်းတော့မှာနော်မီလာဒါပေမဲ့အဲ့ဒီရဲ့ missing ပိုင်းဆိုင်ရာမှာကနည်းနည်းရောထွေးနေတယ်စူတီးသွားတာလားလာတီးသွားတာလားဆိုတော့ကိစ္စတော့မရှိဘူးစီမီကူကဖြစ်တဲ့တလက်တော်မီဆူပဲတီးမီလာပဲတီးလုံးနေတာအတန်းနည်းနည်းလုံးနေကျွန်တော်နားထောင်နေနားထဲမှာဆူပဲကြားနေတာတကယ် theory ရဆိုတော့လာယူရမှာနော်လာယူမယ်ဆိုရင်တော့အဲ့လိုယူရမှာဒီလာဒါကျွန်တော် illusion ဝင်ခံထားတာနော်ဒါပေမဲ့ကြားနေနားမှာဆူပဲကြားနေတော့ဆူပဲယူလိုက်တယ်နော်အဲ့တော့
နှုတ်ကလေးကတော့ကျွန်တော်နှုတ်ကလေးကိုဟိုပေးလိုက်မယ် comment မှာပဲကျွန်တော် comment မှာရေးပေးလိုက်မယ်เนาะကျွန်တော်ရှီ view file ရှီမှာဆိုလို့အရန်အရှီမရှင်းပြတော့ဘူးအဲ့ pattern လေးတွေပဲသွားမှာပြီးရင် re mi fa မလား re ဒီမျိုးလေးတော့ထပ်ရှင်းလိုက်မယ် re fa fa ကိုဒီမှာယူလဲရတယ်တုံးကျိုးလူကျယူလဲရတယ်ကျွန်တော်တော့ဒီလိုပဲယူလိုက်တယ်re fa fa la la tu re re fa fa la la tu re နည်းနည်းတော့ခတ်တာပေါ့နော်ကျွန်တော် open to အတန်ကိုမလိုချင်လို့ကျွန်တော်ရဲ့တယောက်တည်းအကြိုက်ပေါ့အိုက်တန်အတူတူပဲဒါပေမဲ့ကျွန်တော် game မကြိုက်ဘူးအဲ့ game မကြိုက်တော့ကျွန်တော်ယူတာကျွန်တော်အဲ့လိုယူလိုက်တာကျွန်တော်တို့ယူခက်ခဲတယ်ဆိုရင်တော့ဒီလိုပဲယူဒါမျိုးယူလိုက်တူတူပဲအဲ့တနေရာအဲ့တန်ပဲเนาะ sorry ကျွန်တော်အဲ့လိုပဲယူလိုက်တာအဲ့တန်မယူကျွန်တော် okay အဲ့တော့နောက်ဆုံးတစ်ခေါက်တီးလိုက်မယ်เนาะတီးလိုက်ပြီးတော့ comment မှာရေးပေးမယ်တခါတည်းလေးမိတ်ဆက်ပေးသေးတာလေဒီမှာအစ်တော်သူတွေရှင်ကျွန်တော်တို့ဂီတသင်တန်းဖွင့်ထားပါတယ်ဂီတတရောကီးဘိုးယူပီနီလီလာတင်လို့ရတယ်ရန်ကုန်မြို့မှာပါရန်ကုန်မြို့လဲတန်းကမာရွတ်မြို့နယ်လဲတန်း6လမ်းမှာပါတိုက်နယ်မက12ပါဖုန်းနံပါတ်က4020 2914ရဲ့ဖုန်း81 415 3906ရဲ့အဲ့နှလုံးဆိုရင်ရပါတယ်နောက်တစ်ခေါက်ဖုန်းနံပါတ်လေး4020 2914နောက်တစ်လုံးကတော့81 415 3906โอเคကျွန်တော်နောက်ဆုံးတစ်ခေါက်လေးပြန်တီးပြီးတော့ဒီစီစဉ်လေးကိုရရမယ်เนาะနောက်မှအပိုင်း2အနေနဲ့ကျွန်တော်ထပ်ပြီးတော့ပြင်ပြီးပါမယ်အဲ့တော့ကျွန်တော်တစ်ခေါက်ပြန်တီးပြမယ်เนาะရှင်ခေါ်ရโอเคအားလုံးပဲကျမချမ်းသာကြပါစေ bye bye